ဓမ္မမုဆွေယောဂီသူတော်စင်ပေါင်းတို့သစ္စာတရားတော်များနာယူပူဇော်မဲ့အချိန်မှာမြတ်စွာဘုရားရှင်မြတ်ကြီးပူဇော်ပထမဟောကြားတော်မူတဲ့ဘုရားဘုရားရှင်ရဲ့လမ်းစဉ်တော်ကြီးဖြစ်တဲ့ဓမ္မစကြာတရားတော်ကြီးမှာဟောကြားတော်မူထားတဲ့အရိယသစ္စာ၄ပါးတွေကဒုက္ခသစ္စာရဲ့တတ္တိအ내သဘော၄ချက်ကိုကျေးဇူးတော်ရှင်အက္ခမပါဏိတမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယတော်အတိုင်းအခမ်းတဲ့အနေနဲ့နာယူပူဇော်ကြမှာဖြစ်ပါတယ်အဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုရုပ်တို့မှတ်မှာကအရိယသစ္စာသာသနာလို့ဒီလိုမှတ်ပါဘာသာသနာလို့မှတ်ရမယ်အရိယသစ္စာသာသနာတော်ကြီးဘာဖြစ်လို့လဲဆိုတော့ဓမ္မစကြာတရားတော်ကြီးရဲ့ဘုရားဘုရားရှင်ရဲ့လမ်းစဉ်တရားတော်ကြီးအရာဒုက္ခသစ္စာသမုဒယသစ္စာမေဃသစ္စာနိရောဓသစ္စာဆိုတဲ့ဒီအရိယသစ္စာ၄ပါးကိုပဲအဓိကယုံကြည်လက်ခံကျင့်သုံးတဲ့သာသနာဖြစ်ပါတယ်။ဒါကြောင့်မလို့အရိယသစ္စာသာသနာလို့ခေါ်လို့တာမှတ်ချက်ချတာနော်။ဒုက္ခသစ္စာသမုဒယသစ္စာမေဃသစ္စာနိရောဓသစ္စာဆိုရတာအရိယသစ္စာ၄ပါးကိုအဓိကယုံကြည်လက်ခံကျင့်သုံးတဲ့သာသနာဖြစ်ပါတယ်နော်။ဒါကြောင့်မလို့ဒီအရိယသစ္စာ၄ပါးကိုဘုန်းကြီးတို့ဒီဗုဒ္ဓဘာသာဝင်တိုင်းဟာဒါအမှန်သိမြင်ဖို့အဓိကလိုအပ်တယ်လို့မှတ်ပါနော်။အရိယသစ္စာ၄ပါးကိုမသိလို့မဖြစ်ဘူးပြောလို့နော်။အဲ့တော့မြတ်စွာဘုရားရှင်ပြုကိုတော်မြတ်ကြီးကိုတော်တိုင်တော်မှဒီဖျားဖြစ်တယ်ဆိုတာဘုန်းတို့ဗုဒ္ဓဟောဆိုတဲ့ဂုံတော်နဲ့ပြည့်စုံတော်မူတယ်ဆိုတာဒီဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဆိုတဲ့ဒီအရိယသစ္စာ၄ပါးကိုပိုင်းခြားထင်ထည့်ထိုးထွင်းပြီးတော့သိမြင်တော်မူမှဗုဒ္ဓဘုရားရှင်ဖြစ်တော်မူပါတယ်။ဘာသစ္စာကိုသိမှာတော့ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာအဲ့ဒီအရိယသစ္စာ၄ပါးကိုပိုင်းခြားထင်ထည့်ထိုးထွင်းသိမြင်တော်မှဗုဒ္ဓဆိုတဲ့ဘုရားရှင်စစ်ဧကံဖြစ်တော်မူပါတယ်နော်။ဒါကြောင့်မလို့ဘုန်းကြီးတို့တွေဗုဒ္ဓဘာသာဝင်တိုင်းဟာဘုဒ္ဓဝိပဿနာအားထုတ်သည်ဖြစ်စေအာမထုတ်သည်ဖြစ်စေဒီအရိယသစ္စာ၄ပါးကိုတော့ဟုတ်လားအမှန်သိမြင်ရမယ်ဒီလိုအမှန်သိမြင်မှလည်းဒီသစ္စာတရားတွေဘလို့မှန်တယ်ဆိုတာကိုဒါကိုယ်တိုင်သိအဲ့လိုကိုယ်တိုင်သိမှလည်းပြောလို့ယုံကြည်မှုဆိုတာဖြစ်လာလိမ့်မယ်အဲ့တော့မြတ်စွာဘုရားရှင်မြတ်ကြီးကိုတော်တိုင်ကမိန့်ကြားထားတယ်လေငါဘုရားရှင်ဟောတဲ့သစ္စာတရားတွေကိုအမှန်သိမြင်မှငါဘုရားကိုမြင်တယ်တဲ့တရားကိုမြင်မှဘုရားကိုမြင်တယ်ဆိုတဲ့ဒါစကားပေါ့ဗျာနော်အဲ့တော့ဒီအရိယသစ္စာတတ္တိတွေကိုသိတော်မှာဒီအရိယသစ္စာတတ္တိတွေဟာလူမျိုးမျိုးဘာသာမျိုးပုဂ္ဂိုလ်တ attva မျိုးအချိန်လေးမရွေးမှာအမှန်ရှိတဲ့အမှန်တရားတွေပဲဆိုပြီးတော့အဲ့လိုသိတော်မှာဘုန်းတော်မြတ်စွာဘုရားရှင်မြတ်ကြီးရဲ့ဉာဏ်တော်ကိုမြင်လာတာဉာဏ်တော်ကြီးအမြဲတမ်းကြီးကျယ်တာပဲဉာဏ်တော်အနန္တဆိုတာဟုတ်တာပဲဆိုပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဉာဏ်တော်ကိုမြင်တာအဲ့ဒီဉာဏ်တော်ကိုမြင်တာဟာမြတ်စွာဘုရားရှင်မြတ်ကြီးကိုမြင်တာလို့မှတ်ချက်ချပါနော်အဲ့တော့ဒီအရိယသစ္စာ၄ပါးကိုကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဘလို့မိတ်ကြလဲဆိုတော့ခမည်းတော်တဲ့ဟုတ်လားဒီအရိယသစ္စာ၄ပါးကိုသိမှခမည်းတော်ခန္ဓာထဲမှာဘုရားပွင့်လာတဲ့ဒီအရိယသစ္စာ၄ပါးကိုမသိသေးရင်ခမည်းတော်ခန္ဓာမှာဘုရားမပွင့်သေးဘူးတဲ့ဟုတ်ပြီလားဒါဆရာတော်ကြီးခေါ်ထားတဲ့တက်ရဲ့ဩဝါဒနော်ဒါကြောင့်အရိယသစ္စာ၄ပါးမသိသေးရင်ဘုန်းကြီးတို့ရဲ့တန်တာမှာဘုရားပွင့်ပြီလို့ပြောလို့ရပါမလားမရဘူးနော်ပြောလို့ရနော်ဘာကြောင့်လဲဆိုတော့ဒီအရိယသစ္စာ၄ပါးသိမှလည်းဘုရားရှင်စေဧကံဖြစ်တာကိုဒီအရိယသစ္စာ၄ပါးမသိဘဲနဲ့ဘုဒ္ဓဒီခန္ဓာမှာဖောက်ပြန်တဲ့ဆင်းရဲတွေကို
တခါတည်းမဆုံးမနစ်တဲ့ဇွဲလုံးလာနဲ့6နှစ်တိုင်ရှုမှတ်ပွားများတော့ဒီဆင်းရဲတွေကိုဟုတ်လားချုပ်ငိမ့်သွားရင်တော့ချမ်းသာအစစ်ဆိုတာရမှာပဲဆိုတော့ဟုတ်လားဒုက္ခခံမှဒုက္ခဆမ်းမယ်ဆိုတဲ့စကားလူပေါ့ဗျာအဲ့ဒီမှာမဆုံးမနစ်အာထုတ်တာတေလူကမန်ဖြစ်သွားတာဟုတ်တယ်နော်အရိယသစ္စာ၄ပါးတွေကိုမသိဘဲနဲ့အာထုတ်တာအဲ့တော့ဒီနေ့လဲဒီလိုပဲအရိယသစ္စာ၄ပါးတွေမသိဘဲနဲ့မပါဘဲနဲ့အာထုတ်နေကြတဲ့ဒီဝိပဿနာအလုပ်တွေကြတော့အဲ့ဒီမှာယောဂီတို့ဆရာတော်ပြောသလိုအရိယသစ္စာ၄ပါးမသိဘဲနဲ့အာထုတ်နေရင်ဖျားလည်းမပွင့်သေးဘူးနောက်တစ်ခါဆရာတော်ကြီးထပ်ပြောတယ်မြတ်စွာဘုရားရဲ့သာသနာမှာတဲ့ဒီအရိယသစ္စာ၄ပါးမသိဘဲနဲ့သောတပန်တည်သွားတဲ့အရိယာတစ်ပါးမှမရှိဘူးတဲ့ဘယ်လိုပြောလဲမြတ်စွာဘုရားရှင်ရဲ့သာသနာမှာအရိယသစ္စာ၄ပါးကိုမသိမမြင်ပဲနဲ့သောတပန်တည်သွားတဲ့အရိယာပုဂ္ဂိုလ်တစ်ပါးမှမရှိဘူးတဲ့ပြောလို့ရဲ့ဒါအမတန်တိကျတဲ့ဩဝါဒတွေနော်အရိယသစ္စာ၄ပါးသိဖို့ဒါကြောင့်ဘုန်းတို့ရဲ့ယောဂီမှတ်ချက်ချဒီအရိယသစ္စာ၄ပါးတတ္တိကိုသိမှသူတို့သောတာပန်တည်နိုင်တယ်သောတာပန်တည်မယ်မသိဘဲနဲ့အာထုတ်နေသောတာပန်တည်နိုင်ပါမတည်နိုင်ဘူးယောဂီဟုတ်ပြီနော်ဒါအရိယသစ္စာ၄ပါးဟာဘုန်းတို့သာသနာတော်ရဲ့အသက်ပါပဲသာသနာတော်ရဲ့ဟုတ်လားတည်တဲ့ပြန့်ပွားတယ်ဆိုတာအရိယသစ္စာ၄ပါးကြီးပြန့်ပွားတာအရိယသစ္စာ၄ပါးကြီးကိန်းသွားတာကိုအဲ့ဒါသာသနာတည်ရဲ့အရိယသစ္စာ၄ပါးကြီးပြန့်ပွားသွားတာကိုသာသနာပြန့်ပွားတယ်လို့ဒီလိုမှတ်ချက်ချကြပါဟုတ်ကလားအဲ့တော့ဘုန်းတို့ဒီနေ့အနောက်နိုင်ငံတွေအာဖရိကတို့ဒါအနောက်နိုင်ငံတော်တော်များများဟိုအိန္ဒိယနိုင်ငံကြီးမှာလူ3သိန်းကျော်ဗုဒ္ဓဘာသာအဖြစ်ခံယူရဲဆိုတာဘုန်းတို့တွေကြည့်လိုက်တဲ့အခါကျတော့အခုလိုထေရဝါဒဗုဒ္ဓသာသနာတော်ကြီးပြန့်ပွားတာမဟုတ်ဘူးအဲ့တော့ထေရဝါဒဗုဒ္ဓသာသနာဆိုတာဒီအရိယသစ္စာ၄ပါးကိုအမှန်သိမြင်တဲ့အမှန်လက်ကင်ယုံကြည်လက်ခံပြီးတော့ကျင့်ကြံအားထုတ်တဲ့ဒါထေရဝါဒဗုဒ္ဓသာသနာနော်အဲ့တော့ကြည့်လိုက်တဲ့အခါကျတော့ဘုန်းကြီးတို့ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားတာမဟုတ်တော့အရိယသစ္စာ၄ပါးတွေမပြန့်ပွားသေးဘူးဆိုတာဘုန်းကြီးတို့မြင်ရထုတ်ပြီလားဝင်းတော့ဝင်းသားစရာပေါ့ဗျာဒါပေမဲ့ဘုန်းကြီးတို့သာသနာတော်ကြီးရဲ့အနှစ်သာရဆိုတဲ့ဘုန်းကြီးတို့အရိယသစ္စာ၄ပါးတော့ပြန့်ပွားတာမဟုတ်သေးတာတော့ဒါတိတ်တော့အားမရဘူးပေါ့ဗျာနော်အဓိကအဖြစ်ဘာဖြစ်လဲဆိုတော့ဒီမဟာယာနဆိုတဲ့သာသနာတွေပဲအဲ့ဒီမှာသူတို့ပြန့်ပွားပြီးတော့ဓမ္မသာသနာဝင်တွေဖြစ်ကြတာအဲ့တော့ဒါလည်းယောဂီတို့ဒါဟုတ်လားမျိုးစေ့လေးတွေရတယ်ဆိုရင်လည်းဒါသာသနာဝင်တွေဖြစ်လာပြီဆိုရင်ဒါသူတို့ရဲ့ပါရမီလျောက်တော့သိတဲ့တာသိသွားမှာပေါ့လို့ဒီလိုပဲဘုန်းကြီးတို့ဖြေရတာပေါ့ဗျာနော်ဘုန်းကြီးတို့ကတော့ဒီအရိယသစ္စာ၄ပါးတတ္တိတွေကိုဟုတ်လားပြန့်စေခြင်းတယ်အနောက်နိုင်ငံအတွေ့အခေါ်ပညာရှင်တွေသိပ္ပံပညာရှင်တွေဒီနေ့ဘာသာရေးဘိသုကပညာရှင်တွေဒီအရိယသစ္စာ၄ပါးတွေကိုတတ္တိတွေကိုခန္ဓာအရှိတွေလောကအရှိတွေမှာလက်တွေ့ခါရမြင်အောင်ပြပြီးတော့ဘလောက်မှန်တယ်ဆိုတော့ဘုန်းကြီးကတက်သေးတွေနဲ့ပြပြီးတော့ဟောကြားစေချင်တာဒီအရိယသစ္စာတွေဒါပေမဲ့ဘုန်းကြီးတို့ဒီနေ့သာသနာပြန့်ပွားတယ်ဆိုတာဒီအရိယသစ္စာတွေပြန့်ပွားတာမှာလေအင်မတန်နည်းပါးနေတာတွေ့ရတာဒါကြောင့်ယောဂီတို့လည်းဘုန်းကြီးတို့ဒီအရိယသစ္စာ၄ပါးတွေကိုအခုဘုန်းကြီးတို့ဒုက္ခသစ္စာကတတ္တိ၄ချက်ကစပြီးတော့ဘုန်းကြီးတို့ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယတွေနာယူပြီးတော့ဘုန်းကြီးတို့ဉာဏ်မှီတဲ့လောက်ဒါရှင်းပြသင်ပြသွားမှာဖြစ်ပါတယ်နော်အဲ့တော့ယောဂီတို့လည်းဒီအရိယသစ္စာတွေကိုလေးလေးစားစားလေးလေးနက်နက်ထားပြီးတော့နာယူမှတ်သားပြီးတော့မိမိသိတယ်လို့ကျန်တဲ့ဘုန်းတို့ရဲ့ဝိနည်းတွေပေါ့ဗျာနော်ကိုဗုဒ္ဓဘာသာဝင်တွေတခြားသောပုဂ္ဂိုလ်တွေကိုသိနိုင်တဲ့လောက်သိအောင်ဟောကြားသင်ပြပေးဖို့တိုက်တွန်းပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီအရိယသစ္စာသာသနာတော်ကြီးကွယ်မှာကိုလည်းဘုန်းတို့ကဆိုရင်လည်းတစ်ဖက်ကလည်းဒီကံပြန့်ပွားစေခြင်းနေပေါ့ဗျာနော်ကဲဒါဒီဘုန်းတို့ဒီနေ့ဟောပြသင်ပြလဲဒါအဓိကရည်ရွယ်ချက်ပါဒီသစ္စာတရားတွေမကွယ်မပြောက်ရအောင်သစ္စာတရားတွေတည်တံ့ပြန့်ပွားအောင်ဒါဟောကြားသင်ပြတဲ့ရည်ရွယ်ချက်နဲ့ဒါဘုန်းတို့
ဒါအခုလိုအခန်းလေးတွေခွဲပြီးတော့တရားတစ်လုံးကိုအချက်6ချက်နဲ့ရှင်းပြတဲ့သဘောဖြစ်ပါတယ်နော်အဲ့တော့ဘုန်းကြီးတို့ဒီအရိယသစ္စာတတ္တိလေးတွေတတ္တိတွေဟာဘလောက်ထိဘုန်းတို့အရေးကြီးလဲဆိုရင်ဘုန်းတို့ရဲ့သာသနာမှာဗုဒ္ဓသီလဝါဒဗုဒ္ဓသာသနာမှာခွဲခြားရင်ဘာပဲခွဲခြားဒီအရိယသစ္စာ၄ပါးနဲ့ပဲမူတည်ပြီးတော့ခွဲခြားရပါတယ်ဒါအင်မတန်ရေးကြီးတဲ့သဘောပါနော်ဘာနဲ့ပဲခွဲခြားရလဲအရိယသစ္စာ၄ပါးနဲ့ပဲခွဲခြားရဟုတ်ပြီနော်အဲ့တော့ဘလို့ခွဲခြားရလဲဆိုတော့ဘုန်းတို့ဗုဒ္ဓဘာသာဒုံလဘောလောကသမိန်လောကမှာဖျားဖြစ်ဖို့ခဲရင်တယ်ဖျားပွက်မှုခဲရင်တယ်အဲ့ဒီမှာဘလို့ဖျားလဲအရိယသစ္စာ၄ပါးကိုပိုင်းခြားတဲ့ထိုးထွင်းသိမြင်တဲ့ဖျားပြန်ပြီးတော့ဟောပြနိုင်တဲ့ဖျားတမ္မာတန်ဗုဒ္ဓဖျားတဆူပွင့်ဖို့ခဲရင်တယ်ဟုတ်ကလားဖျားပွင့်တာတော့ဘာနဲ့ဘုရားခွဲခြားတတ်မှလဲအရိယသစ္စာ၄ပါးနဲ့ဟုတ်ပြီနော်နောက်တစ်ခါမလုတ္တတဘာဝဒုံလဘောလောကသမိန်လောကမှာလူအဖြစ်ရဖို့အတွက်ခဲရင်နေလောကလူကြီးတွေကဘလို့နှိုင်းပြလဲဆိုဟေးလူတယောက်ဖြစ်ဖို့ခဲနေဆိုတော့လူပြည်အဖျားနဲ့ဟိုးဗြဟ္မပြည်အဖျားနဲ့ချလိုက်လို့ရှိရင်အသွားချင်းထိမယ်လူအဖြစ်ကရခဲ့တယ်ဒီလိုပြောပြောတဲ့ခါကျတော့ဒီနေ့ဟုတ်လားဤပညာတွေခေတ်စားလာတဲ့ဘုန်းတို့ဒါကမ္ဘာလုံးကိုတစ်ချိန်တည်းမှာဟုတ်လားအတွေ့အခေါ်တွေဘုဒ္ဓတွေအကုန်လုံးပေါ်ပြဒါစိုးအောင်ကြည့်လို့ရတဲ့ခေတ်ဖြစ်လာတဲ့အခါကျတော့ဒီနေ့ဟုတ်လားခေတ်ပညာတတ်လူတွေဟာလူအဖြစ်ရခဲ့တယ်ဆိုတဲ့သဘောကိုပါလေလက်မခံဘူး။ဘာဖြစ်လို့ဆိုတော့သူတို့သိနေတာမှန်တယ်လေ။ဒါမှလူတွေဖြစ်တာလွယ်နေလို့ကိုတချို့ပါလေတားနေရလူတွေဖြစ်တာများနေလို့အဲ့တော့သူတို့ကလူဖြစ်ရခဲ့တယ်ဆိုတာကိုလက်မခံဘူး။ဒါကလောကအမြင်နဲ့ကိုအဲ့တော့ဘုန်းကြီးတို့ဆိုလိုတာကမြတ်စွာဘုရားရှင်မြတ်ကြီးရဲ့သာသနာမှာဟုတ်လားရခဲ့တဲ့လူအဖြစ်ဆိုတာဒီအရိယသစ္စာ၄ပါးတတ္တိတွေကိုသိတဲ့လူဖြစ်ဖို့ခဲရင်တယ်လို့ဒီလိုဟောတာဖြစ်ပါတယ်ဟုတ်ကလားဘယ်လိုခဲရင်လဲအရိယသစ္စာ၄ပါးတတ္တိတွေကိုသိတဲ့အမှန်သိတဲ့လူဖြစ်ဖို့ခဲရင်တယ်အဲ့ဒါမှခဲရင်တဲ့အဓိပ္ပာယ်ရုပ်တို့ဝေပြသွားတာရိုးဒီမီယိုဖလာဒီနိယာမယဖြစ်နေတဲ့လူတွေကိုမြတ်စွာဘုရားရှင်ခဲရင်တယ်လို့ဟောသွားတာမဟုတ်ဘူးဘယ်လိုလူဖြစ်ဖို့ခဲရင်တယ်လို့ဟောသွားတယ်အရိယသစ္စာတတ္တိ၄ပါးကိုသိတဲ့လူတစ်ယောက်ဖြစ်ဖို့ခဲရင်တယ်ဆိုတော့တို့လူအခုပဲနှိုင်းရှင်ကြည့်လိုက်လေဒီနေ့ဘုန်းတို့အပြင်မှာမီယိုဖလာဗုဒ္ဓဘာသာဝင်တွေမပြောနဲ့ဝိပဿနာအားထုတ်နေတဲ့ယောဂီတွေမှာတော့မှဒီသစ္စာတတ္တိအရိယသစ္စာတတ္တိတွေ16ချက်တွေကိုသိတဲ့ယောဂီနဲ့မသိတဲ့ယောဂီကဘယ်ဟာများနေလဲမသိတဲ့ယောဂီများတယ်ယောဂီနာမည်တော့သိနေတာပဲဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာနာမည်တွေကတော့သိဟုတ်ပြီနော်သူ့ရဲ့အတူကောက်အဓိပ္ပာယ်တွေလည်းသိတယ်ဒါပေမဲ့ဒုက္ခသစ္စာမှာရှိတဲ့တတ္တိ၄ချက်သမုဒယသစ္စာမှာတတ္တိ၄ချက်နိရောဓသစ္စာမှာရှိတဲ့တတ္တိ၄ချက်မေဃသစ္စာမှာရှိတဲ့တတ္တိ၄ချက်ဒီကြတော့သစ္စာနဲ့16ချက်ကြတော့မသိတော့ဘူးတရားမှာ90လောက်ကမသိဘူးပြောလို့ရဒီအရိယသစ္စာတတ္တိတွေအဲ့ဒါတခြားလားအရိယသစ္စာကိုယ်ရနေတာလားအရိယသစ္စာတွေကိုယ်စားပြုနေပြီပြောလို့ရဘုဂုဆရာတော်ကြီးကလည်းမိန့်ကြားတော့တယ်ဒီအရိယသစ္စာတွေကကိုယ်မဲ့တရားတွေတဲ့ဘာကြောင့်လဲဆိုတော့တုံညတဆိုင်တဲ့တရားတွေကိုဒါကြောင့်ကိုယ်မဲ့တရားတွေတဲ့ဒီလိုမိန့်သွားတာနော်ဒါကြောင့်ဘုန်းကြီးယောဂီတွေကမကွယ်ရအောင်အရိယသစ္စာတတ္တိတွေကိုသိနိုင်တယ်များသိအောင်ဟုတ်လားနာယူပွားများကြပါဟောပြောကြပါတိုက်တွန်းကြပါဆိုတာဘုန်းကြီးတို့လည်းဒါလေးဆဆနှိုးဆော်ပါတယ်နော်ဘုန်းကြီးတို့လည်းဒီရွယ်ချက်နဲ့ဒီဘုန်းကြီးတို့ရိတ်တာမှာဆိုလို့ရှိရင်ဘယ်ရိတ်တာမှာပဲဘုန်းကြီးတို့9ရက်တရားစခန်းသွားပြအဲ့ဒီအရိယသစ္စာတတ္တိ16ချက်ကိုဘုန်းကြီးအဲ့9ရက်မှာအပြည့်စုံဘုန်းကြီးတို့ဟောပြောမှုကိုပြုလုပ်ပါတယ်အဲ့ဒီအရိယသစ္စာတတ္တိ4ချက်ကိုဘုန်းကြီးတို့က9ရက်အတွင်းမှာသူ့အချိန်နဲ့သူဟောပြတဲ့ဒါဟောပြောမှုကိုဘုန်းကြီးတို့စူးစမ်းပြီးတော့ဟောပြပါတယ်ရွေချက်ကတော့အရိယသစ္စာသာသနာကြီးမကွယ်ပြန့်ဖို့ရယ်မကွယ်ဖို့ရယ်တည်တံ့ပြန်ပွားဖို့ရယ်ပေါ့ဗျာနောက်တရားဝင်ကြတဲ့ယောဂီမှာသစ္စာသိတဲ့ဉာဏ်တွေသစ္စာသိတဲ့မျိုးစေ့တွေကိန်းစီခြင်းနဲ့
ဒါဆန္ဒတွေရည်ရွယ်ချက်တွေနဲ့ဒါဘုန်းတို့ဟောပြပါတယ်ဒါဘုန်းတို့သစ္စာမင်္ဂလာရိပ်သာမှာဆိုရင်ဒါတစ်နှစ်၄ချိန်လုံးမှာဘုန်းတို့သစ္စာအနက်16ချက်ကိုဟောပြသင်ပြတဲ့အလုပ်ကိုလုပ်ပါတယ်နော်အရိယသစ္စာသာသနာကြီးမကွယ်မပြောက်ရအောင်ပြောလို့ရနော်ဒါဘုန်းတို့လည်းတတ်နိုင်သလောက်ဒါကြံတဲ့အချိန်လေးမှာကြိုးစားပြီးတော့ဒါဟောပြသင်ပြနေတယ်ဒါမှတ်ပါနော်ကဲတော့ဒီအရိယသစ္စာ၄ပါးမှာတတ္တိအနက်16ချက်အဲ့တော့ဒီတတ္တိတွေမှာဘုန်းကြီးကနောက်တစ်ခုပါလဲဆိုတော့တရားတမ္ပတိဘာဟောတုံးတော့ယုံကြည်မှုဖြစ်ဖို့လေခရင်နေယုံကြည်မှုဖြစ်ဖို့ဆိုတာကြောင့်ဘုန်းကြီးဒါအများပြောတာတော့ဘုရားပေါ်ယုံကြည်တယ်တရားပေါ်ယုံကြည်တယ်တန်ခါပေါ်ယုံကြည်တယ်ပေါ့ဒါယုံကြည်မှုဖြစ်တယ်ဆိုတော့မှန်ပါတယ်အဲ့ဒီမှာတရားပေါ်ယုံကြည်တယ်ဆိုတာအဲ့ဒီနေရာမှာကျတော့ဘုန်းကြီးခွဲခြားရတော့မယ်တရားပေါ်ယုံကြည်တယ်ဆိုတော့ဓမ္မစကြာတရားတော်ကြီးကပြောမယ်ဆိုရင်အရိယသစ္စာတတ္တိအနက်16ချက်ပေါ်မှာယုံကြည်တဲ့တရားဖြစ်ဖို့ခရင်တယ်လို့ဘုန်းကြီးအဲ့လိုမှတ်ချက်ချတယ်ဘာဖြစ်ဖို့ခရင်လဲအရိယသစ္စာ၄ပါးတတ္တိအနက်16ချက်မှာယုံကြည်တဲ့တရားဖြစ်ဖို့ခရင်တယ်အဲ့ဒါပဲအရိယသစ္စာနဲ့ပဲတိုင်ရနောက်တစ်ခါတတ္တမတာဝနာအတိတုံးတော့ပါအရိယသစ္စာတတ္တိတွေနဲ့တွေ့ဖို့ကြုံဖို့နာယူရဖို့ဟောကြားသင်ပြတဲ့ဆရာနဲ့တွေ့ဖို့သိပြီးပြန်တော့လေခန္ဓာမှာလက်တွေ့မြင်အောင်ကြည့်တတ်ဖို့ဟာအတိတုံတော့ပါအခဲရင်ဆုံးပဲဒါဒီလိုအရိယသစ္စာတတ္တိတွေနဲ့ပဲဘုန်းတို့ဒီဒုံလဘတရား၅ပါးကိုပိုင်းခြားပြီးတော့ဒီလိုသိမြင်ရပါတယ်နော်အဲ့တော့မှပါလေအရိယသစ္စာ၄ပါးရဲ့ဒီတတ္တိတွေသိဖို့ဟာဘလောက်အရေးကြီးတယ်ဆိုတာကိုဘုန်းတို့ရောလို့ဒါပေါ်လွင်လာတာပေါ့ဗျာနော်ကဲအဲ့တော့အခုအရိယသစ္စာတတ္တိ၄ပါးတဲ့ကနာယူရမှာကဘာသစ္စာလဲဒုက္ခသစ္စာတရားတော်နော်အဲ့တော့ဒုက္ခသစ္စာရဲ့တတ္တိအနက်၄ချက်ကိုမိုးကုတ်ဆရာဥပနိဒေနာရမယ်အဲ့တော့ဒုက္ခသစ္စာတတ္တိကစဝိုင်းဒေသနာမှာသစ္စာနှစ်ခုလို့ဟောတော်မူထားတယ်နော်သစ္စာနှစ်ခုဆိုတဲ့အဓိပ္ပာယ်ကတော့လောက32ပုံနဲ့လူနတ်မြမာပုဂ္ဂိုလ်တ attva အထေဝတ္ထုမှန်သမျှမှာတဲ့အမှန်ရှိနေတဲ့အမှန်တရားနှစ်ခုပဲရှိတယ်ဒါကြောင့်လူနတ်မြမာပုဂ္ဂိုလ်တ attva အထေဝတ္ထုတွေမှာအမှန်ရှိနေတဲ့အမှန်တရားနှစ်ခုကိုသစ္စာနှစ်ခုလို့ဒီလိုဟောတာဖြစ်ပါတယ်ဟုတ်ကလားအပြင်မှာလူတွေပုဂ္ဂိုလ်တ attva တွေအမျိုးမျိုးကွဲပြားနေမဲ့အထေဝတ္ထုတွေကဘာတွေရေမြေတောတောင်တွေရှိနေမဲ့ဒါပေမဲ့အဲ့ဒီအားလုံးမှာဘာပဲရှိလဲအမှန်တရားနှစ်ခုပဲရှိတယ်ဒါကြောင့်ဗာလဲသစ္စာနှစ်ခုအဲ့ဒီအမှန်တရားနှစ်ခုကဘာလဲဆိုတော့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာဒါမြေမြေတောတောင်လူနတ်မြမာပုဂ္ဂိုလ်တ attva တွေကဘာတွေဂျိုးတွေအထေဝတ္ထုတွေအစာဥတွေအားလုံးမှာမှတ်ချက်ချလိုက်သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာပဲရှိတယ်ဟုတ်ပြီလားဒါကြောင့်ကြီးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကစဝိုင်းဒေသနာမှာသစ္စာနှစ်ခုကိုသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာဆိုတော့ဟောတော်မူသွားပါတယ်ဟုတ်ပြီနော်အဲ့ဒီမှာယောဂုမေခွန်းထုတ်ဖို့လိုလာတယ်အရိယသစ္စာ၄ပါးရှိတဲ့နေရာမှာဘာဖြစ်လို့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုကိုပဲစဝိုင်းဒေသနာမှာဟောထားတာလေလို့ဒါမေကောင်းမေးဖို့လိုအပ်လာတာပေါ့နော်အဲ့ဒါကတော့ဘုန်းကြီးတို့ဒီပရိစ္ဆသမုပ္ပါစဝိုင်းဒေသနာတော်ကြီးမှာရှိတဲ့တရားတွေဟာပုထုဇဉ်ပုဂ္ဂိုလ်မှာပဲရှိတဲ့စဝိုင်းဒေသနာဖြစ်ပါတယ်ပုဂ္ဂိုလ်ဇဉ်ပုဂ္ဂိုလ်မှာရှိတဲ့ဟုတ်လားသစ္စာတရားတွေဓမ္မတတ္တိတွေကိုဟောထားတဲ့ဒီဟောပြထားတဲ့စဝိုင်းဒေသနာပဲဖြစ်ပါတယ်ဒါကြောင့်ပုထုဇဉ်ဒီမှာရှိတဲ့ဟုတ်လားဓမ္မတတ္တိတွေသစ္စာတွေကိုရေးပြဟောပြထားတဲ့စဝိုင်းဒေသနာတွေဖြစ်တဲ့ကြောင့်ပုထုဇဉ်မှာဘုန်းကြီးပုထုဇဉ်မှာသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုပဲရှိပါတယ်အဲ့တော့ပုထုဇဉ်နဲ့အရိယာဆိုတာနှစ်မျိုးရှိတယ်ဘုန်းကြီးသာသနာမှာအဲ့တော့ပုထုဇဉ်နဲ့အရိယာကိုဘာနဲ့ခွဲလဲဆိုတော့ရုပ်လို့မှတ်ထားပါသောတာပတ္တိမဲ့ညာနဲ့ခွဲပါတယ်ဘာညာနဲ့ခွဲလဲသောတာပတ္တိမဲ့ညာနဲ့ခွဲတယ်
သောတာပတ္တိမဉ္ဇဉ်တီဗီကိမ့်ပြီဆိုရင်အရိယာလို့ခေါ်ပါတယ်အရိယာပုဂ္ဂိုလ်ပေါ့သောတာပတ္တိမဉ္ဇဉ်မတည်သေးဘူးအခုဘုန်းကြီးရောယောဂီတို့ရောသောတာပတ္တိမဉ္ဇဉ်တီးပြီလားမတည်သေးမတည်သေးရင်ဗာလဲပုထုဇဉ်အဲ့တော့ပုထုဇဉ်မှန်သမျှမှာသမုဒယသစ္စာနဲ့ဒုက္ခသစ္စာပဲရှိတယ်ဆိုဒါကြောင့်မလို့စောပိုင်းဒေသနာဒီပုထုဇဉ်တိုင်းရဲ့တန်တာမှာရှိတဲ့ဓမ္မတတ္တိတွေသစ္စာတွေဟောထားတဲ့အတွက်ကြောင့်ပုထုဇဉ်တန်တာမှာရှိတဲ့သမုဒယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုကိုပဲရေးပြဟောပြထားတာဖြစ်ပါတယ်နော်ကဲအဲ့တော့သမုဒယသစ္စာကအကြောင်းတရားတတ္တိရှိတဲ့သစ္စာတဲ့သမုဒယသစ္စာဘာတတ္တိရှိတဲ့သစ္စာလဲအကြောင်းတရားတတ္တိရှိတဲ့သစ္စာအကြောင်းသစ္စာလို့တိုက်ရိုက်ပြောလို့မရဘူးအဲ့တော့အကြောင်းတရားတတ္တိရှိတဲ့သစ္စာမဟုတ်လို့သမုဒယသစ္စာကိုအကြောင်းတရားသစ္စာလို့ဒီလိုဘုန်းကြီးတို့တိုက်ပဲပြည့်စုံနဲ့ပြောမှဟုတ်ပြီနော်နောက်ဒုက္ခသစ္စာကတော့အကျိုးတရားတတ္တိရှိတဲ့သစ္စာဘာတတ္တိရှိတဲ့သစ္စာလဲအကျိုးတရားတတ္တိရှိတဲ့သစ္စာဒါကြောင့်မလို့ဒုက္ခသစ္စာကိုပြောလဲဒုက္ခသစ္စာသည်အကျိုးတရားတတ္တိရှိတဲ့သစ္စာဖြစ်တဲ့အတွက်ကြောင့်အကျိုးတရားသစ္စာဖြစ်ပါတယ်ဟုတ်ကလားရှင်းကိုရှင်းရလားသမုဒယသစ္စာသည်အကြောင်းတရားတတ္တိရှိတဲ့သစ္စာဖြစ်တဲ့အတွက်ကြောင့်အကြောင်းသစ္စာလို့ခေါ်ပါတယ်ဒုက္ခသစ္စာကတော့အကျိုးတရားတတ္တိရှိတဲ့သစ္စာဖြစ်လို့အကျိုးသစ္စာလို့ခေါ်ပါတယ်ဒါလေးအဓိပ္ပာယ်လေးအဲ့လိုပြည့်စုံမှတ်ထားဖို့ဗျာနော်အဲ့တော့ဒါကြောင့်မလို့ဟုတ်လားသမုဒယသစ္စာနဲ့ဒုက္ခသစ္စာကိုအကြောင်းအကျိုးသစ္စာနှစ်ပါးလို့ခေါ်ပါတယ်နော်အကြောင်းအကျိုးသစ္စာနှစ်ပါးလို့မှတ်ပါနော်အဲ့တော့သမုဒယသစ္စာနဲ့ဒုက္ခသစ္စာဟာအကြောင်းအကျိုးသစ္စာနှစ်ပါးလို့သိပြီးရင်လောကီသစ္စာနှစ်ပါးလို့လည်းသိဖို့လိုအပ်တယ်။ဘာသစ္စာနှစ်ပါးလို့သိဖို့လိုအပ်လဲ။လောကီသစ္စာနှစ်ပါး။ဘာဖြစ်လို့လဲဆိုတော့ပုထုဇဉ်ပုဂ္ဂိုလ်တွေဘုန်းကြီးတို့ယောဂီတို့လိုသောတာပန်မတည်သေးတဲ့လူနတ်မြတ်မှာပုဂ္ဂိုလ်တတ္တဝါတွေပုထုဇဉ်တွေမှာရှိတဲ့သစ္စာနှစ်ခုဖြစ်လို့လောကီသစ္စာနှစ်ပါးဟုတ်ကလား။မဂ္ဂသစ္စာနဲ့နိရောဓသစ္စာကြတော့အရိယာပုဂ္ဂိုလ်တွေမှာရှိတဲ့သစ္စာနှစ်ခုဖြစ်လို့လောကုတ္တရာသစ္စာနှစ်ပါးဒီလိုခွဲခြားပြီးတော့ဟောတော်မူပါတယ်နော်ကဲအဲ့တော့သမုဒယသစ္စာနဲ့ဒုက္ခသစ္စာသိပြီးတဲ့အခါကျတော့အခုအချိန်မှာဘုန်းကြီးတို့ဟောကြားနာကြမယ်တရားကဘာသစ္စာကိုနားမလဲဒုက္ခသစ္စာအကျိုးတရားတတ္တိရှိတဲ့ဒုက္ခသစ္စာကိုနာယူကြရမယ်အဲ့တော့ဒုက္ခသစ္စာမှာတော့သိတဲ့ကိစ္စရှိတယ်။ဘာကိစ္စရှိလဲ။သိရမယ့်ကိစ္စပေါ့။အဲ့တော့မြတ်စွာဘုရားရှင်မြတ်ကြီးကနေပြီးတော့ဝိပဿနာရှုမှတ်ပွားများတဲ့အလုပ်ကိုလုပ်ရင်တဲ့သိပဲစိုက်ပွားဆိုတဲ့ကိစ္စ၄မျိုးနဲ့ပြည့်စုံအောင်အားထုတ်ရမယ်။ဘာကိစ္စနဲ့ပြည့်စုံအားထုတ်ရမလဲ။သိပဲစိုက်ပွားဆိုတဲ့ဒီကိစ္စ၄မျိုးနဲ့ပြည့်စုံအားထုတ်ရမယ်။ဒီကိစ္စ၄မျိုးနဲ့ပြည့်စုံမှမြတ်စွာဘုရားရှင်မြတ်ကြီးရဲ့ဝိပဿနာအလုပ်မှန်တယ်ရိုးရိုးကျင့်တဲ့အကျင့်အောင်မြတ်စွာဘုရားရှင်မြတ်ကြီးဝိပဿနာအကျင့်ဖြစ်တယ်မှတ်ထားနော်ဒီကိစ္စ၄မျိုးနဲ့မပြည့်စုံရင်ဘလောက်ပဲမှတ်ဘလောက်ပဲအားထုတ်ဒီကိစ္စ၄မျိုးနဲ့မပြည့်စုံတဲ့ဝိပဿနာဒီမြတ်စွာဘုရားရှင်မြတ်ကြီးရဲ့ဝိပဿနာအကျင့်မဖြစ်သေးဘူးဒီလိုခွဲခြားပြီးတော့သိပါနော်ဒါကြောင့်ယောဂီအားထုတ်နေတဲ့ဝိပဿနာလို့အားထုတ်တဲ့အခါမှာဒီကိစ္စ၄မျိုးနဲ့ပြည့်စုံမှဝိပဿနာအလုပ်စဉ်တစ်ခုပြည့်စုံတယ်ရှင်းပြီနော်အဲ့တော့သိပဲစိုက်ပွားဆိုတဲ့ကိစ္စ၄မျိုးကသိမှုကိစ္စဆိုတာဒုက္ခသစ္စာကိုပိုင်းခြားသိမြင်ရတဲ့ကိစ္စဟုတ်ကလားသတိပဋ္ဌာန်၄ပါးကတပါးကိုဝိပဿနာရှုရမယ်ဝိပဿနာရှုရမှာတခြားကိုရှုရမှာလားသတိပဋ္ဌာန်၄ပါးကိုရှုရမှာလားသတိပဋ္ဌာန်၄ပါးကိုရှုရမှာအဲ့ဒီသတိပဋ္ဌာန်၄ပါးတွေကကြိုက်တဲ့သတိပဋ္ဌာန်တစ်ပါးကိုရှုဟုတ်ပြီနော်အဲ့ဒီရှုတဲ့သတိပဋ္ဌာန်မှာဒုက္ခသစ္စာတတ္တိ၄ချက်ပိုင်းခြားမြင်အောင်ကြည့်ရမယ်အဲ့ဒါဆိုရင်သိမှုကိစ္စပြည့်စုံတယ်ရိုးရိုးရှုနေတဲ့သတိပဋ္ဌာန်တစ်ခုမှာပယ်တဲ့ကိစ္စသမုဒယသစ္စာပယ်တဲ့ကိစ္စနဲ့ပြည့်စုံရမယ်
ကိုရှုတဲ့သတိပဋ္ဌာန်မှာဘာပယ်တဲ့ကိစ္စပြည့်စုံရမယ်သမုဒယသစ္စာပယ်တဲ့ကိစ္စပြည့်စုံရမယ်နောက်တစ်ခါယုတ်လို့ရှုနေတဲ့သတိပဋ္ဌာန်တစ်ခုမှာစိုက်မှုကိစ္စနဲ့ပြည့်စုံရမယ်အဲ့ဒါတော့နိရောဓသစ္စာစိုက်တဲ့ကိစ္စဖြစ်ရဟုတ်ကဲ့လားဘယ်သတိထွံဝဲဖြစ်ဖြစ်ယုတ်လို့နောက်ဆုံးနိရောဓစိုက်တဲ့အထိယုတ်လို့ရှုရမယ်ဟုတ်ပြီနော်အဲ့ဒါမှစိုက်တဲ့ကိစ္စပွားမှုကိစ္စဆိုတော့ဘယ်နည်းနဲ့ပဲယုတ်လို့ဥပနိဒေယဆရာတော်ဘုရားကြီးတပါးပါးဥပနိဒေယနဲ့ဝိပဿနာရှုပါတိုက်တာဒါပေမဲ့ပွားမှုကိစ္စနဲ့တော့ပြည့်စုံရမယ်ပွားမှုကိစ္စကမဂ္ဂင်၈ပါးအကျင့်တရားကျင့်ရမယ်အရိယမေဃသစ္စာဖြစ်အောင်ပွားရမယ်ပွားမှုကိစ္စနှစ်ချက်ဘယ်လိုဖြစ်ရမလဲမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရမယ်နောက်ပြီးတော့ဘာသစ္စာဖြစ်အောင်ပွားမယ်အရိယမေဃသစ္စာဖြစ်အောင်ပွားရမယ်အဲ့ဒါဆိုရင်ယုတ်တုမှာပွားတဲ့ကိစ္စနဲ့ပြည့်စုံတယ်အဲ့ဒီကိစ္စ၄ပါးနဲ့ပြည့်စုံပြီဆိုရင်ယုတ်တုရှုတဲ့ဝိပဿနာသည်မြတ်စွာဘုရားရဲ့ဝိပဿနာအကျင့်အမှန်စင်စစ်ဧကံဖြစ်တယ်လို့ဆုံးဖြတ်ချက်ချရှင်းပြီနော်ကဲဒါဖြင့်အခုဒုက္ခသစ္စာသည်သိမှုကိစ္စရှိတယ်ဘာကိစ္စရှိလဲသိမှုကိစ္စအဲ့ဒါကိုပါဠိနဲ့ပြောမယ်ဆိုရင်ပရိညေယကိစ္စလို့ခေါ်ပါတယ်ဘာကိစ္စပရိညေယကိစ္စအဲ့တော့ဝိပဿနာရှုမှတ်တဲ့ယောဂီဟာသူရှုမှတ်နေတဲ့သတိပဋ္ဌာန်တရားမှာဒုက္ခသစ္စာတတ္တိတွေကိုပိုင်းခြားထိုးထွင်းသိမြင်မှုနဲ့ပြည့်စုံမှသိမှုကိစ္စဖြစ်တယ်ဒုက္ခသစ္စာတတ္တိ၄ချက်ကိုမြင်မှဘာကိစ္စနဲ့ပြည့်စုံလဲသိမှုကိစ္စနဲ့ပြည့်စုံတယ်ဖြစ်ပြမြင်လို့မရသေးဘူးဟုတ်ပြီလားအဲ့ဒီဖြစ်ပြမှာဒုက္ခသစ္စာတတ္တိ၄ချက်ပိုင်းခြားမြင်တော့မှဘာကိစ္စနဲ့ပြည့်စုံလဲသိမှုကိစ္စနဲ့ပြည့်စုံတယ်ရှင်းကိုရှင်းရလားဒါယုတ်တုကို၌ကိုလုပ်တဲ့ဝိပဿနာအားထုတ်တဲ့အချိန်မှာနိုင်ရွက်ပဲထုတ်1 နာရီ2 နာရီ5 နာရီဟုတ်ကလားကြိုက်တော့အားထုတ်ဒါပေမဲ့ကိုရှုတဲ့သတိပဋ္ဌာန်မှာဘာမြင်အောင်ကြည့်ရမလဲဒုက္ခသစ္စာတတ္တိတွေကိုမြင်အောင်ကြည့်ရမယ်အဲ့လိုမြင်ပြီဆိုရင်ဒီတရားဒီသတိပဋ္ဌာန်မှာဒုက္ခသစ္စာတတ္တိတွေအမှန်ရှိတာပဲလို့ဒါသိသွားရင်အဲ့ဒါယုတ်တုမှာသိမှုကိစ္စနဲ့ပြည့်စုံတယ်ဒါသိမှုကိစ္စနဲ့ပြည့်စုံတယ်မပြည့်စုံဘူးဆိုတာဒီလိုအဓိပ္ပာယ်နဲ့ယုတ်တုကိုဝေဖန်ဆုံးဖြတ်ပါတယ်သူများလာဝေဖန်ဆုံးဖြတ်လို့မရဘူးကိုယ်တိုင်ဝေဖန်ဆုံးဖြတ်ရတယ်နော်ကဲအဲ့တော့ဘုန်းကြီးတို့ဒုက္ခသစ္စာကိုသိမှုကိစ္စနဲ့ပြည့်စုံရမယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားရှင်မြတ်ကြီးကအင်္ဂုတ္တရနိကေနိဗ္ဗေဒိကတုတ်ဟုတ်လားဆက်ဆက်ကတုတ်မှကြီးဟောထားတယ်အချက်6ချက်နဲ့သိရမယ်ဒါကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကလည်းမိတ်ကြားတယ်ဒုက္ခ6မျိုးဆိုတဲ့တရားခေါင်းစဉ်နဲ့ဟောထားတယ်အဲ့ဒီမှာဘုန်းကြီးတို့နာယူပူဇော်လိုက်တဲ့အခါကျတော့ဒုက္ခ6မျိုးကိုဟောတာမဟုတ်ဘူးဒုက္ခဆိုတဲ့ဆင်းရဲတဲ့သဘောတနည်းအားဖြင့်ဒုက္ခသစ္စာကိုအချက်6ချက်နဲ့ထိုးတွင်သိမြင်ရမယ်လို့ဒီလိုဟောတော်မူထားတာဖြစ်ပါတယ်ဒါယုတ်တွေနာကြီးပေါ့ဒုက္ခ6မျိုးဝေဒနာ6မျိုးဒါဆရာကြီးအဲ့လိုနိဗ္ဗေဒိကတုတ်ကိုအချက်6ချက်နဲ့ပြန်ပြီးတော့ဝေဒနာ6မျိုးဆိုတဲ့ခေါင်းစဉ်နဲ့ဟောတယ်ဒုက္ခ6မျိုးဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါတယ်ဟုတ်ပြီနော်အဲ့ဒါပါလေအချက်6ချက်နဲ့သိရမယ်ဒါမှသိမှုကိစ္စနဲ့လည်းပြည့်စုံတယ်ပေါ့နော်အဲ့တော့အချက်6ချက်နဲ့သိရမယ်ဆိုနံပါတ်1ဒုက္ခသစ္စာရဲ့အဓိပ္ပာယ်နဲ့တတ္တိသဘောကိုသိရမယ်ဟုတ်ပြီနော်နောက်တစ်ခါနံပါတ်2ဒုက္ခသစ္စာရဲ့ထူးခြားမှုသဘောကိုသိရမယ်ဒါဒုက္ခသစ္စာကိုထူးခြားမှုသိရမယ်နံပါတ်3ဒုက္ခသစ္စာရဲ့ဖြစ်ခြင်းအကြောင်းတရားနဲ့ပြည့်ခြင်းအကြောင်းတရားကိုသိရမယ်ဒီဘက်ကဒုက္ခသစ္စာတတ္တိကိုဖြစ်အောင်လုပ်တဲ့အကြောင်းတရားကိုသိအောင်လုပ်ရမယ်ဒုက္ခသစ္စာတတ္တိကိုပြည့်အောင်လုပ်တဲ့အကြောင်းတရားကိုသိရမယ်ဒီလိုမိတ်ထားတာနော်နံပါတ်4ဒုက္ခသစ္စာရဲ့အကျိုးပေးမှုသဘောဒုက္ခသစ္စာတတ္တိတွေကဘာကိုအကျိုးပေးသလဲဒါအကျိုးပေးကိုသိရမယ်နံပါတ်5ချုပ်ငြိမ်းမှုသဘောဒုက္ခသစ္စာရဲ့ချုပ်ငြိမ်းမှုသဘောကိုသိရမယ်ဘာသဘောသိရမယ်ချုပ်ငြိမ်းတဲ့သဘောကိုသိရမယ်အဲ့တော့ဘုန်းကြီးတို့အကျဉ်းချင်းပြောမယ်ဆိုရင်ဒုက္ခသစ္စာကိုဖြစ်အောင်လုပ်တဲ့အကြောင်းလည်းသိရမယ်ဒုက္ခသစ္စာတတ္တိတွေကိုပြည့်အောင်လုပ်တဲ့အကြောင်းလည်းသိရမယ်အဲ့တော့ဖြစ်အောင်လုပ်တဲ့အကြောင်းသိတော့ဒုက္ခသစ္စာရဲ့
ဖြစ်တဲ့ကိစ္စကိုသိတယ်။ဒါကိစ္စကိုသိတယ်ဖြစ်တဲ့ကိစ္စကိုသိတယ်။ပြည့်အောင်လုပ်တဲ့အကြောင်းသိတော့ဘာကိစ္စကိုသိရရောက်သွားလဲ။ပြည့်တဲ့ကိစ္စကိုသိရရောက်သွားတယ်။ဟုတ်ပြီနော်။အဲ့တော့ယုတ်တုနောက်ပြီးတော့ဘာကြံသေးလဲ။ချုပ်ငြိမ်းမှုသဘောလည်းသိရအောင်မယ်လို့ယုတ်တုအဲ့ဒါမှတ်ထားပါ။ဒါမြတ်စွာဘုရားရှင်မြတ်ကြီးကိုယ်တိုင်မိန့်ကြားသွားတာ။အခုမိုးကုတ်ယောဂီတွေကဗမာပဲတောင်းတင်နေလေဖြစ်ပြမှာပဲတောင်းတင်နေတာ။ဘာပေါ်ဖြစ်ပြပဲဟုတ်ပြီလား။အဲ့တော့ဖြစ်ပြပုံမှာတောင်းတင်နေတယ်ဆိုတော့ယုတ်တုချုပ်ငြိမ်းတဲ့သဘောရှိမှမသိဘူး။ချုပ်ငြိမ်းတဲ့သဘောရှိမှမသိဘူး။မသိတော့ယုတ်တုဒုက္ခသစ္စာကိုချုပ်ငြိမ်းအောင်လုပ်ရမယ်ဆိုတာကိုမသိတဲ့ယောဂီအများကြီးဖြစ်သွားတာ။ဟုတ်ပြီလား။ဒါကြောင့်ဘုန်းကြီးတို့ဝိပဿနာရှုတယ်ဆိုတာယုတ်တုနောက်ဆုံးဘုန်းကြီးတို့ရှုရမှာမဖြစ်မနေရှုရမှာအဲ့ဒီဒုက္ခသစ္စာကိုမဖြစ်မနေရှုရမှာယောဂီတို့ရဲ့ဟုတ်ပြီနော်အဲ့ဒီယုတ်တိနံလေးဆိုတာကဘုန်းကြီးတို့ဒါယုတ်တရားတွေရှုတဲ့နံတရားစိတ်ကိုရှုတဲ့ဝေဒနာရှုတဲ့ဆိုတာကဒါဒီဒုက္ခသစ္စာဆိုတဲ့ဒီတိုက်ပေါ်ကိုရောက်ဖို့အတွက်ဒါတွေကလှေကတဲ့သဘောနဲ့သူကရှုသွားဟုတ်ကလားဒါတွေကအရိယသစ္စာတွေဟိုနဲ့သမုဒိဟိုနဲ့ပရမတ္ထသစ္စာတွေပဲရှိသေးတယ်ဒီပရမတ္ထသစ္စာတွေမှာမှသိပြီဆိုတော့မှအဲ့ဒီပရမတ္ထသစ္စာဆိုတဲ့ယုတ်မှဒုက္ခသစ္စာတတ္တိ၄ခုမြင်အောင်ကြည့်ရတယ်မြင်တော့ယုတ်ဒီပါသစ္စာဒုက္ခသစ္စာဟောဒီရောက်သွားပြီဒီယုတ်တွေနံနေမရှုလို့လည်းမရဘူးဟောစိတ်ရှုလိုက်တော့နံတရားမှလည်းဒုက္ခသစ္စာတတ္တိ၄ချက်ရှိတော့ဘာသစ္စာဒုက္ခသစ္စာဟောဒီကနေလှေကလေးကနေတက်လိုက်တော့မှအိမ်ပေါ်ဆိုတဲ့ဒီအဘောဓာဆိုတဲ့ဒုက္ခသစ္စာကြီးရောက်ပါဝေဒနာကိုရှုလိုက်နေဝေဒနာရှုမယ်ဝေဒနာတတိပဋ္ဌာန်ရှုပြီးဒုက္ခသစ္စာတတ္တိ၄ချက်မြင်ပြီဆိုတော့ဝေဒနာပျောက်ပြီးတော့ဘာရောက်သွားလဲဒုက္ခသစ္စာဒါကြောင့်နောက်ဆုံးဘုန်းကြီးတို့ဒုက္ခသစ္စာကိုစိုက်အောင်မြင်အောင်ရှုရမှာဟုတ်ပြီလားအဲ့တော့ဒုက္ခသစ္စာကိုမြင်ပြီဆိုရင်ဒုက္ခသစ္စာဖြစ်အောင်လုပ်တဲ့အကြောင်းသိပြီးပြည့်အောင်လုပ်တဲ့အကြောင်းသိဖြစ်တဲ့ကိစ္စပြည့်တဲ့ကိစ္စသိသွားတယ်နောက်ပြီးတော့ဒုက္ခသစ္စာမှာပါရှိတယ်ချုပ်ငြိမ်းတဲ့သဘောရှိတယ်အဲ့ဒီချုပ်ငြိမ်းတဲ့သဘောဘုန်းကြီးကချုပ်ငြိမ်းအောင်လုပ်ရမှာအဓိပ္ပာယ်ကဒုက္ခသစ္စာမှာချုပ်ငြိမ်းတဲ့သဘောရှိတယ်လို့မြတ်စွာဘုရားမိန့်ကြားလိုက်တော့ဘုန်းကြီးတို့ယောဂီတို့ကဒုက္ခသစ္စာကိုဘာလုပ်ရမလဲချုပ်ငြိမ်းအောင်လုပ်ရမှာအဲ့ဒီဒုက္ခသစ္စာတတ္တိတွေချုပ်ငြိမ်းမှယောဂီတို့ဒုက္ခခတ်တဲ့ချုပ်ငြိမ်းရရောက်တယ်တန္တရာဝဆင်းရဲဒုက္ခတွေဟောလားချုပ်ငြိမ်းရရောက်တယ်ကိုဒုက္ခကိုသိမ်းရရောက်တယ်ယောဂီရဲ့နောက်တစ်ခုဒုက္ခသစ္စာတွေချုပ်ငြိမ်းမှနိရောဓသစ္စာပေါ်တာရှင်းလားဒါကြောင့်မလို့ဒုက္ခသစ္စာဖြစ်ဖြစ်ဒုက္ခသစ္စာတို့မှတ်နေုံနဲ့ယောဂီချုပ်ငြိမ်းတဲ့သဘောမရောက်ရင်ဘယ်တော့မှတန္တရာဝဆင်းရဲနဲ့မချုပ်ငြိမ်းနိုင်ဘူးချုပ်ငြိမ်းနိုင်မှာမချုပ်ငြိမ်းနိုင်ဘူးကိုဒုက္ခကိုသိမ်းနိုင်ကြပါသေးဆိုပြီးတော့ပြောတော့ရိုးတော့ကျေနပ်နေတယ်ဒုက္ခသစ္စာမချုပ်အောင်မလုပ်ဘဲနဲ့ကိုဒုက္ခကိုသိမ်းလို့ရပါမလားလို့မရဘူးလေယောဂီဒါကြောင့်မလို့စုပေးလေးတွေနဲ့ယောဂီမေတ္တာပို့လေးနဲ့မကျေနပ်နေနဲ့ကိုဒုက္ခကိုသိမ်းပါသေးသိမ်းနိုင်ကြပါသေးဆိုတာကိုမှရှိတဲ့ဒုက္ခသစ္စာတတ္တိတွေကိုကိုယ်တိုင်မလုပ်ရမယ်ချုပ်ငြိမ်းဖြစ်အောင်လုပ်ရမှာဟုတ်ကလားဘာဖြစ်လို့လဲချုပ်ငြိမ်းတဲ့သဘောရှိလို့အဲ့တော့ဒုက္ခသစ္စာတတ္တိတွေချုပ်ငြိမ်းမှယုတ်တို့ကိုတို့ကကိုသိညာလဲရောက်တယ်တန္တရာဝတ္ထုတန္တရာဝဆင်းရဲတွေကလည်းကျွရလွတ်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်တန်တိဒုက္ခဆိုအဲ့ဒုက္ခသစ္စာတတ္တိချုပ်ငြိမ်းမှတန်တိဒုက္ခနိဗ္ဗာန်ဖြစ်တာချမ်းသာစစ်ဆိုအဲ့ဒါပဲဟုတ်ပြီလားဒါကြောင့်မလို့ဒီချုပ်ငြိမ်းတဲ့သဘောရှိတယ်ဆိုတော့ဘုန်းကြီးကလည်းချုပ်ငြိမ်းအောင်လုပ်ရမယ်အဲ့တော့ချုပ်ငြိမ်းအောင်လုပ်တဲ့နေရာမှာမြတ်စွာဘုရားရှင်ထပ်ပြီးတော့မိန့်ကြားတယ်သူ့လိုမချုပ်ငြိမ်းဘူးတဲ့ချုပ်ငြိမ်းအောင်လုပ်မယ်ဆိုရင်ချုပ်ငြိမ်းကြောင်းအကျင့်ကိုကျင့်ရမယ်ဘာအကျင့်ကိုကျင့်ရမလဲချုပ်ငြိမ်းကြောင်းအကျင့်ကိုကျင့်ရမယ်ဟုတ်ပြီလားဒါဖြင့်ဘုန်းကြီးတို့ဒုက္ခသစ္စာကိုမလုပ်ရမယ်ချုပ်ငြိမ်းအောင်လုပ်ရချုပ်ငြိမ်းအောင်လုပ်မယ်ဆိုရင်ဘာအကျင့်ကိုကျင့်ရမလဲချုပ်ငြိမ်းကြောင်းအကျင့်ကိုကျင့်ရမယ်အဲ့တော့ချုပ်ငြိမ်းကြောင်းအကျင့်ဆိုတာဘာအကျင့်လဲဆိုတော့မဂ္ဂင်၈ပါးအကျင့်တရားဘာအကျင့်တရားလဲမဂ္ဂင်၈ပါးအကျင့်တရားဟုတ်ပြီနော်ဒါကြောင့်မလို့ဘုန်းကြီးတို့သစ္စာမင်္ဂလာဓမ္မရိပ်သာမှာ
ဟုတ်ကလားတရားမထိုင်ခင်တည်းကဘုန်းကြီးတို့ကဒီချုပ်ငြိမ်းကြောင်းအကျင့်ဆိုရမဂ္ဂင်၈ပါးအကျင့်တရားကိုသီလမဂ္ဂင်၃ပါးဘလို့ဟုတ်လားဆောက်တည်ရမယ်တမာတိမဂ္ဂင်၃ပါးဘလို့ထူထောင်မယ်ပညာမဂ္ဂင်တွေဘလို့ပွားရမယ်ဆိုတာဘုန်းကြီးတို့အရင်သင်တာတရားထိုင်ချိန်တိုင်းမှာမဂ္ဂင်၈ပါးအကျင့်တရားနဲ့ကျင့်ပြီးတော့တရားထိုင်တဲ့နည်းကိုဘုန်းကြီးတို့သင်တယ်အဲ့ဒါဘာအကျိုးလဲဆိုတော့ချုပ်ငြိမ်းကြောင်းအကျင့်ကိုသိလဲသိသွားအောင်ကျင့်လဲကျင့်တတ်သွားအောင်အဲ့ဒါချုပ်ငြိမ်းကြောင်းအကျင့်ကိုကျင့်တတ်သွားပြီဆိုတော့အခုဒုက္ခသစ္စာကိုချုပ်ငြိမ်းအောင်လုပ်နိုင်တဲ့အဖြစ်ကိုရောက်ပြီပေါ့လို့ရဲ့ဒါကြောင့်မဂ္ဂင်၈ပါးအကျင့်တရားမကျင့်ဘဲနဲ့ကြိုက်တဲ့လောက်မှနာရာကျင်နာတွေကြိုက်တဲ့လောက်ချုပ်ယောဂီတို့ဒုက္ခသစ္စာတတ္တိတွေမချုပ်ငြိမ်းဘူးဟုတ်ပြီနော်ဒါကြောင့်ဒုက္ခသစ္စာကိုဘုန်းကြီးတို့အခုလိုအချက်6ချက်နဲ့သိမှညာတပရိညာနဲ့ပြည့်စုံတယ်ညာတပရိညာနဲ့ပြည့်စုံပြီဆိုရင်တိရဏပရိညာဝါမယ်ဖြစ်ပြမြောင်ရှုမယ်ခြုံညောင်းလုပ်မယ်ဆိုလွယ်သွားပြီပေါ့ဗျာနော်ရှင်းကိုရှင်းကြရလားကဲဘုန်းကြီးတို့အဋ္ဌာန်ချိန်လေးပြည့်ပြီဖြစ်တဲ့အတွက်ကြောင့်တရားသိညာသို့